Lara Chris ပါ Chris ကဒီနေ့ရေကူးကန်အဝိုင်းဆောင်နေလေးကိုပြပြသွားမှဖြစ်ပါတယ်။ကဲအရင်ဆုံးကိုဆောင်းမဲ့နေရာကိုတွားလိုက်ပါ Chris ကတော့ပေါ့နော်ဒီ Chris ကတော့ဟိုဘက်ဒီဘက်နားလေးကိုပေါ့နော်ဆောက်ပြလိုက်ပါမယ်။အကြီးကြီးဆောက်ပြမှာပေါ့နော်။ကဲအရင်ဆုံးမီနူထဲဝင်လိုက်ပါဝိုင်းပြထားရပါတော့ပြီးတော့ first ထဲဝင်လိုက်ပါဝင်ပြီးတော့ပါနော်ဒီထဲဝင်လိုက်ပါဝင်ပြီးဆိုရင်တော့ဒီပါနော် TUBE ဆိုတာလေးရှိရပါနော်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးရှိရပါနော်ဒီလိုမျိုးရှိကိုသုံးကြည့်ပါတော့အဲ့လိုမျိုးသုံးလို့ရွေ့သွားရပါနော်မရွေ့အောင်လို့ပေါ့နော်ဒီဟာလေးကိုဖြုတ်လိုက်ပါဒီမှာပေါ့နော်အဲ့ဆိုမရွေ့ပါဘူးပြီးရင်တော့ပေါ့နော်ဒီ XYZ or all ဆိုတာလေးပေါ့နော်အဲ့ဒါလေးပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုတော့ဒီ Y အနုပ်ပေါ့နော်ဒီမှာပေါ့နော်အကုန်လုံးတွေ့ကြမယ်အတိုင်းပဲ Y အနုပ်ပေါ့နော် Y အနုပ်ကကြတော့ကိုနှိပ်ချင်သလားပေါ့နော် and Chris ကဒီနားလောက်ပေါ့နော်ပြီးရင်တော့ဒီကန်ကြီးမှာပေါ့နော် Z အပေါင်းလေးနေပေါ့နော်အကျဉ်းလုံးမှာပေါ့နော်ပြီးရင်တော့ဒီ X အပေါင်းပေါ့နော်ဒီ X အပေါင်းကိုကျဲချင်တဲ့လောက်ကျဲလို့ရပါတယ်ဒီမှာပေါ့နော်ရတော့ပါပြီရရည်ဆိုတော့ဒီမှာပေါ့နော် Spiral Color ဝိုင်းနေမှာပေါ့နော်အမေအောင်လေးပဲပြောင်းလိုက်မယ်ပေါ့နော် Chris ကပေါ့နော်အမေအောင်ကြိုက်တာပါအဲ့ဆိုအမေအောင်လေးပဲပြောင်းလိုက်ပေါ့နော်ပြောင်းပြီဆိုရှင်တော့ပေါ့နော်ဒီထဲမှာရေထည့်ရမယ်ပေါ့နော်ရေထည့်ရမယ်ဆိုတော့စောနာထဲပဲပြန်ဝင်ပြီးတော့ပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါဒီဟာကြီးပေါ်လာလိမ့်မယ်ပေါ်လာပြီးတော့ခုနအတိုင်းပဲဒါလေးကိုဖြုတ်လိုက်ပေါ့နော်ဖြုတ်ပြီးဆိုရှင်တော့အခုဆွဲပြီးတော့ပေါ့နော်ဝိုင်အနုပ်ပေါ့နော်အလောက်လောက်ပေါ့နော်ဟိုဘက်နေနေတိုးပါလဲတက်တက်လောက်ပေါ့နော်ဒါလေးကိုကျေရှင်းမှာပေါ့နော်ဟိုဘက်တိုးမယ်ပေါ့နော်ရပြီပေါ့နော်ပြီးရင်တော့ X အပေါင်းပေါ့နော်ဒီလောက်ပဲနစ်ပါမယ်ဒီလောက်ပဲပါဒီလောက်ပေါ့နော်ပြီးကြရင်တော့အခုဆွဲပြီးတော့ပေါ့နော်ဒီဟာလေးကိုဝင်ပါဝင်နေဆိုချင်တော့ပေါ့နော် color လေးပြောင်းရပါတယ်ဒါပေမဲ့ Chris ကတော့ glass ပဲပြောင်းလိုက်မယ်ရေတကယ်အစ်စ်နဲ့တူအောင်လို့ပေါ့နော်ပြီးရင်တော့အောက်ကိုဆွဲလိုက်ပေါ့အောက်ကိုဆွဲပြီးတော့ဒါလေးကိုနှိပ်လိုက်ပါဒါလေးဖြုတ်ပေါ့နော်ဖြုတ်ပြီးဆိုတော့ရသွားပါပြီဒါလေးကတော့ဘဲဥပုံစံလေးဖြစ်သွားပြီပေါ့နော်ဒီမှာပါဒီမှာပေါ့နော်ရသွားပါပြီဒါဆိုရင်တော့အားလုံးလုပ်ကြည့်ကြမယ်လို့ထင်ပါတယ်အားလုံးပဲ bye bye